ဘာကိစ္စရှိလို့ရဒီကိစ္စလို့မရှိပါဘူးကွာဒါပေမဲ့ခါမပြောနေရရှိလို့ခဏတော့ရောက်ကိုင်းထားရောက်တာကြားလာရောက်ကြားလာတာပြောရအခုချင်းချင်းပြောရမကြားနဲ့နော်ရောက်မကြားနဲ့နော်ကြားဘူးကွာရောက်ပြတာလေးတော့စိတ်မရှိနိုင်ဘူးလားဘယ်စိတ်မရှိနိုင်ဘယ်တွေ့မိတငါအဲ့ချိန်လေးကွာလူအဲ့ချိန်မင်းလုံးကောင်းဘူးဘူးကောင်းဘူးငါအဲ့ချိန်ကွာချိန်လေးပါအဲ့ချိန်လေးအခုမှဟဲ့စောက်ပေါ်ပြောတာဖုန်းတိုင်းကြည့်လိုက်အောင်ဟဲ့8နာရီဘယ်လိုဖြစ်17မိနစ်ရှိသေးရဟဲ့ဘေးတော်လူပါဝါလာကြည့်လိုက်ရဖားလေကိုလည်းချင်းနဲ့ဖုန်းဆက်တော့ဟဲ့ရောငါဂိမ်းဆိုရအောင်မဂိမ်းဆိုရအောင်ငါဂိမ်းဆိုရအောင်မြန်ပြောကမြန်ပြောတယ်ငါဖုန်းကြတော့မယ်ကွာဖုန်းတွေပါပဲကြောက်ကွယ်ကောင်တော့ဖုန်းတွေပါဘာကောင်ဟဲ့အောင်ဘေးဘာဂိမ်းဆိုပါဘေးဘာဂိမ်းဆိုပါဟဲ့ဘာလဲဟဲ့အောင်ဘေးငါပြောနေတဲ့စကားဘေးသေးချာလေးနားမထောင်ဘေးဘေးဘာမဘေးလူလာဟဲ့အောင်လာဟဲ့ကောင်ကြားလာလို့ဟဲ့ငါဒီကောက်စီပြေလို့ဖုန်းစားပါလေဆိုတော့ဒီကောက်ဖုန်းစားဆက်ခေါ်လိုက်တယ်ကွာဂျီလီဟဲ့အောင်မဘာလို့ဖုန်းချလိုက်တာလဲဟဲ့အောင်ကွာမဖုန်းချရင်ချလိုက်တော့ကွာငါချလိုက်တော့မယ်ကွာတောင်းဒီကောဖုန်းချလိုက်ပြီကွာဖုန်းချအခုလေဖုန်းချဘယ်ကွာဒီကောဂိမ်းဆိုတော့ပြောနေတယ်ချီပဲကွာအဲ့တော့ကွာအဲ့ဆိုကအဲ့တော့မယ်ကွာငါတက်တော့ကမလေးကြည့်ပြီးအဲ့ကွာအိုကြည့်လို့ကောလေကိုပေါ်လေးကြည့်လို့ကောချချူလေးအော်ကျွန်တော်ဒါဘူးတော်ကြည့်နေတာအိုးကြည့်လို့ကောဟာတငယ်ချင်းတွေကပြတ်ဆက်ကြည့်ဟဲ့တငယ်ချင်းငါဘူးတော့နေရတယ်ဘာလို့လဲလေချစ်တယ်ဘေးအဲ့လိုချစ်တယ်ရလားဟဲ့ရောက်ဘေးဘာလဲရောက်မေးဂိမ်းပဲငါနဲ့ရေးကြည့်လားဟဲ့ရောက်ဘေးမရိုင်းလိုက်တော့လီးပဲရောက်ဟွာအဲ့ကောင်လည်းဖုန်းကြဝိုင်းဆိုတော့ဂိမ်းဆိုတော့ငါစကင်တော့ဟဲ့လားအတီးဘီတကောင်စကင်တော့